ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ယခုမိတ်ဆက်ရောင်းချပေးမယ်အိမ်နဲ့ခြံကတော့ကလောမျိုးပြည်တော်စုလမ်းမကြီးအနီးမှာတည်ရှိပြီးတော့စီးပွားရေးအတွက်လည်းအချက်ချကြတဲ့လမ်းစုံနေရာကောင်းတစ်ခုနဲ့မိတ်ဆက်ရောင်းချရမှာဖြစ်ပါတယ်ခင်ဗျာလှနေတော့လှကြမယ်အရာရာတိုင်းဟာတကယ်လို့ဟောင်းသွားရင်မြင်ချင်းမကျွန်တော်တို့ကလောဂိုဒန်ဟိုတယ်နဲ့လည်းအနီးမှာတည်ရှိပြီးတော့လမ်းသာနေရာကောင်းလမ်းလေးစုံမျိုးတစ်ခွက်လည်းဖြစ်တယ်ခင်ဗျာကျွန်တော်တို့9မျိုးရှင်နတ်နန်းရဲ့ညနေချင်းဆိုင်လမ်းကနေပြီးတော့အပေါ်တက်သွားရင်ပထမအောင်ဆုံးတွေ့မဲ့လမ်းစုံမှာတည်ရှိတဲ့မိခွက်တစ်ခွက်လည်းဖြစ်ပါတယ်ခင်ဗျာအိမ်လေးခြံကတော့လက်ရှိကိုလိုနီခေတ်အဆောက်အဦတစ်လုံးပါရှိပြီးတော့ညနေပွဲမှာဆိုရင်လည်းစိန်တန်းရတွေပါရှိပြီးသားဖြစ်ပါတယ်ခင်ဗျာဒီမြေကွက်လေးကတော့စီးပွားရေးအတွက်အချက်ချာကြပြီးတော့နေရာကောင်းနေရာတန်းလို့ပြောလို့ရတဲ့မြေကွက်တစ်ခွက်လည်းဖြစ်ပါတယ်ခင်ဗျာခြံရဲ့မျက်နှာပွင့်အကျယ်ကတော့ပေ80မှာတည်ရှိပြီးတော့နောက်ပိုင်းပေ100နဲ့မှ20ထိကျယ်ဝန်းတဲ့မြေကွက်တစ်ခွက်လည်းဖြစ်ပါတယ်ခင်ဗျာလမ်းကတော့လမ်းတောင်းကွက်အနေထားမှာတည်ရှိပြီးတော့ဖြူလာနေရာကောင်းနေရာလေးလည်းဖြစ်ပါတယ်ခင်ဗျာလှတိုင်းလည်းပဲလှမြဲမနေပါရှိတိုင်းလည်းပဲအနောက်ဘက်မှာဆိုရင်လည်းတစ်ထပ်တစ်လုံးပါရှိမယ်ရှေ့မှာဆိုရင်လည်းစိန်နှန်းရည်ပါရှိရဲ့မြေကွက်တစ်ခွက်လည်းဖြစ်ပါတယ်ခင်ဗျာဒီမြေကွက်ရဲ့ပိတ်စင်မှုကတော့နှစ်30 gram အမျိုးအစားဖြစ်ပါတယ်ခင်ဗျာရောင်းချရေးမဲ့ဈေးနှုန်းကတော့3,200ကိုမှညှိနှိုင်းပြီးတော့ရောင်းချရေးမှာဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့ရတာဖြစ်ပါတယ်